မင်္ဂလာပါကရကတ်ယာဒီဟာယာဒီစဝိုင်းရဲ့စတုထာမြောက်ယာဒီဖြစ်ပြီးခန်းစားချက်နဲ့အင်ကိုအခြေခံနဲ့ယာဒီဖြစ်ပါတယ်နက္ခထဗေဒအနုအခြေခံသဘောတရားမှာကရကတ်ယာဒီသင်္ကေတကဏ္ဍဟာအပြင်ပန်းမှာမာကျောတဲ့အခွန်ရှိပြီးအတွင်းမှာနုနယ်တဲ့အသားရှိတယ်လို့ပဲဒီယာဒီဘွားတွေဟာလေသူတို့ရဲ့ခန်းစားချက်ကိုကာကွယ်ဖို့အပြင်ပန်းမှာခတ်ခတ်မာနေတတ်ကြပါတယ်ဓာတ်တဘာဝ element ရေဓာတ်ရေဟာပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်တယ်လို့ပဲသူတို့ရဲ့စိတ်ခံစားချက်ဟာလေအလွန်နှက်ဆိုင်ပြီးပတ်ဝန်းကျင်အခြေအနေအရလှိုင်းထတတ်ပါတယ်အစိုးရသောဂျိုတနင်္လာ the moon sign လက်မင်းကြီးဟာနေ့စဉ်နဲ့အမျှပုံသဏ္ဍာန်ပြောင်းလဲတယ်လို့ပဲကရကတ်သမားတွေဟာစိတ်အပြောင်းအလဲမြန်တတ်ပါတယ်အယောင်အနေနဲ့ငွေရောင်အဖြူရောင်ပလဲရောင်အေးချမ်းမှုနဲ့ပင်ကိုတီးစိတ်ကိုစားပြုပါတယ်ပင်ကိုစရိတ်နဲ့အားသာချက်များအနေနဲ့ကတော့အလွန်ထက်မြတ်သောပင်ကိုတီးစိတ်တစ်ဖက်လူဘာတွေးနေလဲဘာဖြစ်နေလဲဆိုတာကိုစကားပြောစရာမလိုပဲအာယုံနဲ့သိနိုင်စွမ်းရှိပါတယ်စထအာယုံ sixth sense အကောင်းဆုံးယာသည်ပါယောက်ျားဖြစ်စေမိန်းမဖြစ်စေကရကပ်သမားနေမှာသူတစ်ပါးကိုဂယုစိုက်ခြင်းနဲ့ကျွေးမွေးပြုစုခြင်းနဲ့မိခင်စိတ်ကိန်းအောင်နေပါတယ်မှတ်ဉဏ်အလွန်ကောင်းခြင်းအတေကအဖြစ်ပြက်တွေလူတယောက်ကသူ့အဖို့ဘလို့ဆက်ဆံခဲ့တယ်ဆိုတာတွေကိုဆယ်စုနှစ်ချီပြီးမှတ်မိနေတတ်ပါတယ်သစ္စာရှိမှုနဲ့ကာကွယ်မှုမိသားစုနဲ့မိတ်ဆွေရင်းတွေကိုဘယ်သူမှလာထိခိုက်လို့မရအောင်အစွမ်းကုန်ကာကွယ်ပေးတတ်တဲ့အိမ်ရဲ့အဆောင်အရှောက်တွေပါအားနည်းချက်နဲ့စိုးကျိုးများအနေနဲ့ကတော့စိတ်ကောက်လွယ်ခြင်းစိတ်ထိခိုက်လွယ်လောင်းကကြောင့်တခါတလေဘာမဟုတ်တဲ့ကိစ္စလေးနဲ့တင်စိတ်ကောက်ပြီးလူကြားတွေကနေပျောက်ကွယ်သွားတတ်ပါတယ်အတိတ်မှာပိတ်မိနေခြင်းမကောင်းတဲ့အတိတ်တွေနာကျင်စရာတွေကိုခဏပြန်တွေးပြီးလက်ရှိဘဝမှာပျော်ရွှင်ဖို့ခက်ခဲနေတတ်ပါတယ်တန်တရားများခြင်းလူသစ်တွေကိုယုံကြည်ဖို့အချိန်အကြာကြီးယူရပါမယ်ကိုယ့်ကိုထိခိုက်မလားဆိုတဲ့စိုးရိမ်စိတ်နဲ့တန်တရားဝင်နေတတ်ပါတယ်အချစ်ရေးနဲ့အိမ်တော်ရေးအနေနဲ့ကတော့ဂရကက်ယာဒီဖွာရီအတွက်အချစ်ဆိုတာလုံခြုံမှုပါပဲသူတို့ဟာအပေါ်ယံရည်စားထားတာထက်ရေရှည်တည်မြဲတဲ့မိသားစုဘဝကိုပဲမတ်မောပါတယ်ချစ်သူအပေါ်မှာအလွန်ဆွဲလန်းပြီးတခါတလေမှာချစ်လို့လို့အနာကမခွာတမ်းချုပ်ကွင်ထားခြင်းစိတ်ဖြစ်ပေါ်တတ်ပါတယ်စီးပွားရေးနဲ့အလုပ်အကိုင်အနေနဲ့ကတော့အသင့်တော်ဆုံးအလုပ်များကတော့သူနာပြုဆရာဝန်စိတ်ပညာရှင်ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းအိမ်ချမ်းမြေလုပ်ငန်းဟင်းချက်ချင်းနဲ့အစားအသောက်လုပ်ငန်းသူတို့ဟာငွေကြေးစီမံခန့်ခွဲမှုမှာအလွန်တော်ပါတယ်အသုံးဆွဲချွေတာတတ်ပြီးနောင်ရေးအတွက်ကျူတင်စုဆောင်းထားတဲ့သူတွေပါရရယာနဲ့ကံပွင့်စင်မိနီးလိုက်များအနေနဲ့ကရကတ်ယာဒီဖွားတွေစိတ်ပင်ပန်းနေရင်ဒါမှမဟုတ်အညံ့ကျုံနေရင်ရေလူရင်းချင်းအကောင်းဆုံးရရယာဖြစ်ပါတယ်ဖျားမှာရေချမ်းတက်စိတ်ကတ်လူချင်းလမ်းဘေးမှာရေဦးစင်တီးခြင်းတက်တဝါတွေကိုရေတိုက်ခြင်းပြုလုပ်ပါတနည်းမှနေတိုင်းတက်လွတ်စားခြင်းဒါမှမဟုတ်ပရိစိတ်ခြင်းပြုလုပ်ပါမိခင်ကိုဂယုစိုက်ပါမိမိရဲ့မိခင်ကိုစိတ်ချမ်းသာအောင်ထားခြင်းကမိတ်ဆွေရဲ့ကံစားတာကိုအလိုလိုပွင့်လန်းစေပါတယ်ဆောင်ရံအညီနဲ့ပလဲဒါမှမဟုတ်လာကန်တာမွန်စတုန်ကိုဝတ်ဆင်ခြင်းကစိတ်လှရှားမှုတွေကိုတည်ငြိမ်စေပြီးကံကောင်းခြင်းတွေကိုဆောင်ခြင်းဖြစ်ပါတယ်ဂရကတ်ယာတိဟာနှလုံးသားရဲ့အရှင်သခင်တွေဖြစ်ကြပါတယ်သူတို့သာမရှိရင်လောကကြီးဟာတီးထဲမကပိုပြီးခြောက်သွေ့မိပါလိမ့်မယ်အစအရာရာအဆင်ပြေလို့ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်